အားလုံးပဲမင်္ဂလာပါကိုပေါ့ကြီးဆိုင်နေပြီလားဘဝရဲ့ action camera ဘယ်နှလုံးမြောက်လဲခဏနေပါဦးပထမအောင်တော့ GoPro 3ဘယ်လိုပြတ်သွားလဲဆိုတော့လုံးမြောက်ဖြစ်တယ်ဗာလဲ bullet အင်မှာရေကူးရတဲ့ပြတ်သွားတယ် GoPro 4ငါမိန်းမငါပလီမှာရေထဲကိုမျောပါသွားလို့ပျောက်သွားတယ်နောက်ကျတော့ GoPro 6အဲ့ဒါကြောင့်အိမ်မှာသမျောလို့ဆိုရင်တိန်းသားရင်းနဲ့စီးရ6ကောင်းပြီးတော့ရေဘူးပြီးပြတ်သွားတယ်အဲ့တော့ဒါကတော့ hero camera ရဲ့အနှစ်သာရပေါ့ပြီးတော့နောက်ကင်မရာဆက်သွားတာနောက်ကင်မရာနောက်တော့ပါgo insta go ပထမဆုံးလုံးလေးစသုံးတယ်အားသွေးရဖိနာလေးကျိုးသွားတယ်ဆက်သုံးလို့မရတော့ဘူး insta go to go to go to ကြတော့ go to ကတော်တော်ကောင်းတယ် go to ကလည်းငပလီမှာရေရောက်မှာထပ်ပြတ်တယ် go 3သူများရှိပါသွားတယ်အဲ့ဒါနဲ့စိတ်နာပြီးတော့ဟိုဝယ်တယ် insta 360 x3 x3 လေးလိုက်ကောင်းတယ်အခု x4 တလုံးလောက်ဝယ်ထားတယ်အခုနောက်ဆုံးဖင်ရခြင်းတဲ့အတွက် insta nano လေးတစ်လုံးဝယ်ထားရတယ်တခါမှ DJI product မသုံးဘူး drone ကလွယ်လို့အဲ့တော့ insta product လေးကိုကျွန်တော်ဖွင့်ကြည့်လိုက်ပါဦးမယ်ဒီဟာလေးက nano ပေါ့ insta 360ရဲ့မှာinsta ဖြစ်တယ်ဗာလဲDJI ထဲမှာဟဲ့မင်းတို့ဝယ်မပြောနဲ့ငါပြောနေငါ script ကို DJI ထဲမှာဈေးပေါ်ဆုံးလုံးလို့ကျွန်တော်ဝယ်သုံးတာပါအဲ့ဟဲ့ဘာလို့လဲပါဟောဒါ section cup လေးပါတယ်USB ဟောဒါကြတော့ body လေးပါတယ်ဟောဒါကြတော့လေဆွဲလေးပါတယ် okay very good နော်ပြီးတော့ဒါကတော့ကျွန်တော်ဝယ်မဲ့မင်းသားပေါ့နော်မင်းသားကဒီမှာဒီဆိုင်မှာအမကပေးလာတယ် professional ဒီဝေးရပြီ။ official ပေါ်တယ်ဒီဝိုင်းရပြီးထားတယ်တဲ့ဒါလေးတော့ပါလားအားလေးကိုပြည့်ကိုကိုလေးနဲ့ချစ်စရာလေ Oh my god so nice ဒီမှာဒါ DJI Nano လေးပေါ့ 4K ကင်မရာလေးကိုရှင်းလင်းနေလေးထောင်ပြ။နောက်ကနေဆိုတော့တရားကြီးများလို့ရှိတယ် နော်ဒီအောင်မှာပြဿနာတွေအများကြီးရှိပါတယ်တာမန် issue တော်တော်ရှိပါတယ်ဒါမှမဟုတ် first generation ကတာမန် issue ကပိုပြင်းပါတယ်ဒီကောင်လည်းတာမန် issue ရှိတယ်အဲ့တော့ကျွန်တော်စမ်းသုံးကြည့်အောင်ပေါ့နော်အဲ့တော့ပြီးတော့သူနဲ့တွဲသုံးဖို့အတွက်ကို SD card လေးကဝယ်ထားပါတယ်ဟုတ်လေတော့မနော်ဘာမှမရှိဘူးလေတော့ရအောင်မင်းတို့ကင်မရာမင်းနေရမရှိရအောင် ။ ဗျာ တရားလေးနော် မင်းငါအားရနေတော့ပြည့်သွားလို့လားဟုတ်လား ။တလေးကပေါ့ မြက်ပေးရှိရ ဟုတ်ပြီခုမင်းပဲရောက်သွားပြီမင်းရိုက်ထားသေး ရိုက်ထားသေး ပြီးတော့ပြန်ပြန် တော့ကောင်းကောင်းပါရနော် ပါလေ ဟုတ်ပြီ editing လုပ်တော့မယ်လေကွာ ဟွန်း အဲ့တော့ချက်တော့မရဘူး ငါတို့ဘွားတွေပါinfluencer လောက်တော့ ဒီကွာမကားနေနေနဲ့မစ္စတာโอเคနေလို့ပေါ့ ဒီမှာပြန်နေမှာ SD လိုက်ပြတ်တော့ အေးအဲ့ဒါတော်တော်နည်းနေတယ်ဒါလေးကကြောက်ထားရင်စင်ပြေโอเคပါဒီတဲ့ transfer ဆိုတာမျိုးမှ transfer လုပ်လို့ရအောင်နော်ဒီတဲ့ transfer ဆိုရင်ဒါမျိုးမှ transfer လုပ်ရရတယ်ရိုးရိုးရိုက်တာကြိုက်လို့ရိုက်လို့ရတယ်โอเคကျေးဇူးပါ thank you ခုလောက်